ကဲတူဒီဝါရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာပါဗျလေးကျွန်တော်တင်ပြအကြောင်းရတော့တူဒီညပတ်သက်တဲ့နေရာမှာရှေ့ပေးပါတူဒီနဲ့ပတ်သက်တဲ့နေရာမှာရှေ့ပေးပါညီကိုတွေအားလုံးပဲညီကိုတွေအကျိုးမြုပ်စေရအကျိုးရှိစေရမယ်အကျိုးရှိစေရမယ်ကဏ္ဍမျိုးညီကိုတွေအားလုံးပဲစိတ်ဝင်စားရင်ကျွန်တော်ဗီဒီယိုဖိုင် like ကို subscribe နဲ့ကျွန်တော် channel ကို subscribe နဲ့ like လည်းမလေးနှိပ်ခဲ့ပြီးအောင်ညီကိုအရင်ဘက်ကကျွန်တော်အောင်မြင်တဲ့တပတ်စာကက်လေးလာရောက်ပြပေးခြင်းဖြစ်တယ်နော်အရင်ဘက်ကကျွန်တော်အောင်မြင်တဲ့တပတ်စာကက်အောင်မြင်တဲ့တပတ်စာကက်ပြောမဟုတ်အလုံးနဲ့တက်တည်ပြနေညီကိုအားလုံးပဲကြည့်ပြီးချက်ကြည့်ပြီးပါကျွန်တော်အများနဲ့ဘာသာကလေးညီကိုအားလုံးပဲအပြောမဟုတ်လုံးနဲ့တက်တည်ပြနေတော့ချက်တော့ကြည့်ပြီပါခင်ဗျာကင်မရာလေးချက်ကြည့်ပါညီကိုဒီလိုကနေမဲ့ပေးတာဗျာတပတ်ဆက်အောင်မြင်မှုတွေဒီလိုကနေပဲပြီးတယ်တရင်းနာလေးမှမတွေ့ဘူးလား9နှစ်9 3 3ည3မှာတော့တေကောင်တာတော့ဝက်ပေးတယ်မိတ်ဆွေတို့မြင်လာကြည့်လိုက်တော့အောင်မြင်လာကတော့မနေ့မှ9မိနစ်မနေ့ပိုင်းတည်းအောင်မြင်ကြပါ3ည3ခုနှစ်ချိန်ဒီအောင်မြင်လာတယ်ကတ်လီပါတောက်ကြနေကိုအာမကတောက်ချင်းမတက်ကတော့အမှန်လိုက်ပြောရလွယ်ပါတယ်ညနေကိုတဲအောင်မြင်တယ်ပေးလာကနေကိုတော့ကိုလေးတဲအောင်မြင်တယ်ဒီမှာလည်းအောင်မြင်လာတဲ့ချက်ကြည့်ပြီးမယ်တူဒီဝီယာဘီဝဲကနေဝီယာဘီဝဲကနေခွန်လေးခွန်6ပြီးလားခွန်6ဆိုပြီးတဲအောင်မြင်တာအောင်ပြီးတော့ဆိုပြီးကျွန်တော်တင်တာတယ်ဖုန်းဝင်တွေကိုတက်ထုတ်လို့ရပါပြီလို့ဝိုင်ဘာ3ယောက်ကို6တင်းနဲ့9တော့ကျော်ရဲ့ဖုန်းနံပါတ်လို့ကျော်ရဲ့ဖုန်းနံပါတ်လို့ဖုန်းတိုင်းရိုက်ဆက်သွယ်လို့လည်းရပါတယ်ရဖုန်းတိုင်းရိုက်ဆက်သွယ်မယ်ဆိုရင်ဖုန်းနံပါတ်3961992953လုံးပါနော်ဖုန်းတိုင်းရိုက်ဆက်သွယ်လို့လည်းရပါတယ်ပြညီကိုအားလုံးပဲမင်္ဂလာပါဗျဘန်ကကောင်းသောနေ့လေးဖြစ်ပါအင်္ဂါတပတ်စာ break ပေးလိုက်မယ် live မှတ်ထားတပတ်စာ break 3 break ကိုဒါ live ပါ3 break live ပါဒါပဲမိတ်ဆွေတို့အားလုံးပဲကံကောင်းကြပါစေ